တန်ဗုဒ္ဓေအထဝီသင်္စဆိုတာ28ကျူ28ကျိတ်သောဖယားရှင်တို့ကိုရှိခိုးတာတန်ဗုဒ္ဓေအထဝီသင်္စဟုတ်ပြီနော်ဓာတသင်္စတဟတကေဆိုတာ12000သောဖယားရှင်တို့ကိုရှိခိုးတာနော်ပင်စတတသဟတာနိဆိုတာ9သိန်းကုန်သောဖယားရှင်တို့ရှိခိုးတာ9သိန်း2000 9သိန်းဓာတသင်္စနော်ဓာတ12000နှစ်ကျိတ်ရှိစုသောဖယားရှင်တို့ကိုရှိခိုးတယ်လို့ဆိုလိုတာဘယ်လောက်လဲ9သိန်း1000 2000နှစ်ကျိတ်ရှိစုပြောကြည့်မယ်9သိန်း2000 5သိန်း1000 2000နှစ်ကျိတ်ရှိစုတံဗုဒ္ဓေအထာဝေသင်္စဓာတသင်္စသဟတကေပန်စတတ္တသဟတာနိနမာမိတိရတာမဟံနမာမိရှိခိုးပါ၏တိရတာဥကောင်းယတနာမြတ်အင်္ဂါဖြစ်နော်နမာမိတိရတာမဟံအဟံတတိတော်ဒီနမာမိယုတိမြတ်တို့ရှိခိုးပါ၏ဖះကိုရှိခိုးတာပဲဖះကုံတော်ပဲဟုတ်ပြီလားပြီးမှအပ္ပကာဝါလူကဂင်္ဂါတဲ့ဂင်္ဂါမြုပ်ကမ်းမှာရှိတဲ့တဲလုံးလေးတွေကအပ္ပကာနဲပါသေးတယ်တဲ့ဇာလားဂင်္ဂါမြုပ်ကမ်းတဲကတကယ်တော့မနဲဘူးနော်နဲပါသေးတယ်တဲ့အပကဝါလူကဂင်္ဂါအနန္တနိဗ္ဗုဒ္ဓဇီနာပရိနိဗ္ဗာန်ဝင်ဆံတော်မူသွားတဲ့မြတ်စွာဘုရားရှင်တွေကတော့အနန္တပဲတဲ့ရည်တွက်လို့မကုန်ဘုရားအဆူဆူပွင့်တော်မူခဲ့ပြီဇာလားတကယ်ဒီမိုင်းတွေဒါတန်ဝေကလည်းယူဖို့ကောင်းတယ်နော်ဖရာပေါင်းဂင်္ဂါဝါလူတဲစုမကများပြားလောက်တဲ့ရှင်တော်ဗုဒ္ဓတွေပွင့်တော်မူလို့ပရိနိဗ္ဗာန်ဝင်ဆံတော်မူခဲ့တာတော့ဦးဇင်းတို့အခုတည်းဒီနိဗ္ဗာန်မရောက်သေးဘူးဟုတ်တယ်မလားအဲ့ဒီလိုမျိုးအဲ့ဒီမှာပြီးမှနောက်ဆုံးမှာဒါဆူတောင်းတာဟုတ်လားအပကဝါလူကဂင်္ဂါအနန္တာနေဗုဒ္ဓဇီနာတေတံဓမ္မင်္စတန်ကင်္စဆက်ပြီးရှိခိုးတယ်အဲ့ဒီဘုရားရှင်တို့ကို၎င်းထိုဘုရားရှင်တို့ဤဓမ္မင်္စတရားတော်ကို၎င်းတန်ကင်္စတန်ဃာတော်ကို၎င်းနော်တေတံဓမ္မင်္စတန်ကင်္စအာဓာရိနနမမဟံအာဓာရိနယူသည်လေးစွာစွာဟုတ်လားနမမိအဟံတပြည့်တော်သည်ရှိခိုးပါ၏ဂင်္ဂါဝါလူတဲစုမကပွင့်တော်မူတဲ့ရှင်တော်ဗုဒ္ဓအဆူဆူကို၎င်းထိုရှင်တော်ဘုရားတို့ရဲ့တရားတော်တွေကို၎င်းတန်ခါတော်တွေကို၎င်းရှ िख ိုးတယ်ဆိုတော့ဘုရားပွင့်သမျှဘုရားကိုရှ िख ိုးလိုက်တာပဲမကောင်းလားကောင်းလားဘုရားတရားတန်ခါအားလုံးကိုရှ िख ိုးလိုက်တာဘလောက်ဒီကောင်းဘလောက်ကုသိုလ်မင်္ဂလာကြီးမြတ်သွားတယ်နော်အဲ့ဒါပဲနောက်ဆုံးမှဆုတောင်းဂါထာလေးကဟုတ်ပြီလားလာတာအဲ့ဒီလိုအာဒါနိနနမမဟံနမကာရာနုဘာဝေနအခုလိုရှ िख ိုးရတဲ့တကိုးတေသောအာနုဘော်တော်ကြောင့်ဆိုဒါဆုတောင်းလိုက်နမကာရာနုဘာဝေနဟုတ်ပြီနော်ဟိတဝါတပေဥပဒဝေအလုံးစုံကုန်သောဥပဒဝောတို့ကိုပယ်ဆွံ့၍ဟိတဝါနော်ဘေဥပဟုသမျှကိုပယ်ဆွံ့၍အနေကအန္တရာယာပိတဘာမကများစွာဂုံသောအန္တရဲ့အပေါင်းတို့သည်အတေတတော်ဆိုတာအကျွင်းအကြံမရှိသောအဖြစ်ဝိနတန်တုကင်းကွာချုပ်ပြောက်ပါစေတည်းဟုတ်လားအဲ့ဒီလိုမျိုးဒါဖျားရှိခိုးပြီးဆုတောင်းတာပဲဒါကြောင့်မို့နိုင်ငံသားမှာရောက်တဲ့အမျိုးကောင်းသားတွေမိဘကိုပြုစုလုပ်ခြင်းတို့အန္တရာယ်ချားကနေဟုတ်လားသူများနိုင်ငံမှာနေရတာမလွယ်ဘူးလေဟုတ်တယ်မလားအဲ့ဒါကြောင့်တန်ဗုဒ္ဓေဂါထာအမြဲတမ်းပူဇော်နေလို့မရဘူးလားရလားပဋိစိတ်လို့လည်းရတယ်နော်ဂါထာတန်ဗုဒ္ဓေဂါထာအဲ့ဒီဒါ3ဂါထာကိုစတ်ထားတာဟုတ်ပြီလားအဲ့ဒါပြီးတာနဲ့ပဋိတစ်လုံးချတနေ့ပဋိတစ်ပတ်မနက်တစ်ပတ်နေ့လည်းတစ်ပတ်ညတစ်ပတ်ဒါမှမဟုတ်ရင်ပဋိမစိတ်လဲကိုအလုပ်လုပ်ရင်းနဲ့ရွတ်နေပေါ့ဒါဖျားရှိခိုးတာပဲမကောင်းဘူးလားကောင်းလားဒါပါပဲပြောဦးဇင်းတို့ကဗုဒ္ဓဝါဒလေဒါကတော့သူတော်ဘာတွေကတော့ပြောမှာပေါ့ဝိပဿနာရှုဝိပဿနာမှာလူငယ်တွေမှမရှုလို့မှမရသေးတာဟုတ်လားဒီလိုပဲဖရာတရားတန်ခါကိုယုံကြည်မှုစွမ်းအားဖြင့် mind power ကိုမြင့်တင်ထားတာဒါ psychology ပဲငါမှဖရာကုံတော်တွေရှိတယ်ဖရာကိုငါပူဇော်နေတယ်ဆိုတော့စိတ်ဓာတ်ကတက်ကြွနေတယ်အဲ့ဒီကကိုယ့်ရဲ့လုပ်ငန်းတွေအဆင်ပြေလာတယ် BN တွေကင်းလာတာဟုတ်ပြီလားဒါတန်ဗုဒ္ဓေဂါထာရတဲ့လူကအဲ့ဒါရွတ်လို့ရတယ်ပုံမှန်လေး ETV